အားလုံးပဲမင်္ဂလာပါအွန်လိုင်းအဘိဓမ္မာသင်တန်းမှကြိုဆိုပါရစေဦးစင်းကဥခေမာတီတီပါသင်တန်းမစတင်မီတရားဤမူလအပိုင်းရှင်အစစ်ဖြစ်တော်မူသောသောလောကထွတ်ထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှိခိုးဥချကြောပါ၏အရှင်ဘုရားဟေရုသင်္ကဟအခုလောက်ဆိုရင်တော့ဒါလောလောလောက်ပြီးပါပြီဒါပေမဲ့ဘုဟုတုဒ္ဓဖြစ်နည်းနည်းဆက်သွားပေးပါအောင်မယ်ဟိတ်6ပါးရှိပါတယ်အဲ့ဒီဟိတ်6ပါးကိုဇက်နဲ့ဝေဖန်ကြည့်ရအောင်ဇက်နဲ့ဝေဖန်လိုက်12ပါးဖြစ်သွားမယ်ဇက်ဆိုတာဘာလဲဇက်ဆိုတာအကုသိုလ်ကုသိုလ်ဝိဘတ်ကရိယာအဲ့လိုကုသိုလ်တွေအကုသိုလ်တွေဝိဘတ်တွေကရိယာတွေနဲ့ဝေဖန်တာကိုဇက်နဲ့ဝေဖန်တယ်လို့ခေါ်ပါတယ်အကုသိုလ်ဟိတ်3ပါးရှိမယ်လောဘဒေါသမောဟအကုသိုလ်ဟိတ်3ပါးပါကုသိုလ်ဟိတ်3ပါးရှိမယ်အလောဘအဒေါသအမောဟအဲ့ဒါကုသိုလ်ဟိတ်တွေပါနောက်ဝိဘတ်မှာလည်းဟိတ်ရှိပါတယ်များသောအားဖြင့်တော့ဒီနှစ်ခုပဲထင်နေကြတယ်ဝိဘတ်စိတ်တွေမှာအလောဘအဒေါသအမောဟပါပါတယ်မာဝိဘတ်စိတ်7ပါးမှာလည်းဉာဏ်ရှင်တဲ့ဟာတွေရှိတယ်နောက်တစ်ခါမာဂဝိဘတ်တွေမှာလည်းဒါတွေပါတယ်ဒါကြောင့်မလို့ဒီမှာဝိဘတ်ဟိတ်မှာလည်း3ပါးရှိတယ်နောက်ကရိယာဟိတ်ယန္တာတွေမှာဖြစ်တဲ့စိတ်ကကရိယာစိတ်ပါအဲ့ကရိယာစိတ်မှာလည်းဟိတ်တွေရှိတယ်ဘာဟိတ်တွေလဲအလောဘအဒေါသအမောဟဟိတ်3ပါးပါဒါဆိုရင်ဇက်နဲ့ဝေဖန်လိုက်တော့ဟိတ်ကဒီမှာ4ခုဆို3 4 4 12ပါးရပါမယ်တခါဟောဒီဝိဘတ်နဲ့ကရိယာနဲ့ပေါင်းရင်အဗျာကတလို့ခေါ်တယ်နောက်တစ်နည်းကြည့်ကြရအောင်တိတ်အားဖြင့်ဝေဖန်မယ်တိတ်ဆိုတာတိကမာတိက3ခုအုပ်စုတွေခွဲတဲ့အားတိကမာတိကမှာမြတ်စွာဘုရားရှင်ကိုရမေကြီးကဟောပါတယ်ကုသလဓမ္မအကုသလဓမ္မဗျာကတဓမ္မအဲ့လိုမျိုးဟောတယ်အဲ့နီးနဲ့ဝေဖန်မယ်အကုသိုလ်ဟိတ်ကုသိုလ်ဟိတ်ဗျာကတဟိတ်အကုသိုလ်ဟိတ်ကဘယ်နှပါးရှိလဲ3ပါးရှိတယ်ဘာတွေလဲလောဘဒေါသမောဟကုသိုလ်ဟိတ်က3ပါးရှိမယ်အလောဘအဒေါသအမောဟအဗျာကတဟိတ်ဆိုစောနာပြောခဲ့တဲ့ဝိပက္ခရိယဟိတ်တွေပြောတာအဗျာကတဟိတ်ကလည်းဘယ်နှပါးရှိမှာလဲ3ပါးရှိတယ်အလောဘအဒေါသအမောဟအပေါင်းလိုက်တော့9ပါးရမယ်ဒါတော့ဘုဟုတုဒ္ဓဖြစ်ဖွယ်လောက်ပဲမှတ်ထားပါနောက်ဘူမိဗေဒဘုံအပြည့်ဝေဖန်ကြည့်အောင်အဲ့တော့ဘူမိဗေဒဆိုကာမဝါစနာစိတ်ရှိတယ်ကာမဘုံဆိုတဲ့အခါကျတော့လူဘုံနတ်ဘုံအဲ့လိုမျိုးမယူနေပါတော့ကာမဝါစနာစိတ်ကိုပဲယူလိုက်ကြအောင်အဲ့ကာမဝါစနာစိတ်54ပါးမှာဟိတ်တွေဘယ်နှပါးလို့ရနိုင်လဲအကုသိုလ်ဟိတ်တွေလည်းရနိုင်တယ်ကုသိုလ်ဟိတ်တွေလည်းရနိုင်တယ်အဲ့လောဘဒေါသမောဟအလောဘအဒေါသအမောဟ6ပါးလုံးရမယ်နောက်တစ်ခါရူပဘုံရူပဝါစနာစိတ်တွေရူပဝါစနာစိတ်တွေထဲမှာဟိတ်ဘယ်နှပါးရနိုင်လဲရူပဝါစနာစိတ်တွေကကုသိုလ်စိတ်တွေပဲရတော့မယ်အလောဘအဒေါသအမောဟနော်ကောင်းမြတ်တဲ့သောဗနာဟိတ်တွေပဲရမယ်ဆို3ပါးရနိုင်တယ်ဒီမှာ6ပါးရမယ်ဒီမှာ3ပါးရနိုင်ရူပဘုံအားဖြင့်ဆိုရင်တော့ရူပပြမာကြီးတွေမှာလည်းအဝိဇ္ဇာတွေပါတွေမောဟတွေပါတွေရှိတဲ့အတွက်ကြောင့်မလို့မောဟဟိတ်တွေလည်းရမှာပေါ့နော်ဒါကတော့ရူပဘုံဆိုတာရူပဝါစနာစိတ်ကိုပဲကြီးညွှန်းလိုက်တာပါနောက်တစ်ခုအရူပဘုံအရူပဝါစနာစိတ်တွေကိုကြည့်လိုက်ပါအရူပဝါစနာစိတ်တွေမှာဟိတ်ကသောဗနာဟိတ်တွေတင့်တယ်တဲ့ဟိတ်တွေပဲရမယ်အလောဘအဒေါသအမောဟ3ပါးရမယ်နောက်လောကုတ္တရာစိတ်လောကုတ္တရာဘုံလောကုတ္တရာစိတ်တွေမှာဆိုရင်လည်းတင့်တယ်တဲ့ဟိတ်တွေပဲရမယ်အလောဘအဒေါသအမောဟ3ပါးရမယ်ဒါအမောဟဒါ3ပါးရမယ်အဲ့ပေါင်းလိုက်မယ်တရား6ရယ်တရား3 3 3 9 15ပါးအားလုံးပေါင်းလိုက်ရင်15ပါးရမှာဒါကတော့ဘူမိဗေဒလို့ခေါ်တဲ့ဘုံအားဖြင့်ဟိတ်ကိုဝေဖန်ခြင်းပါဒါတော့ဘဟုတုဒ္ဓလောက်ပဲမှတ်ထားပါဟိတ်6ပါးကိုပုဂ္ဂိုလ်ဖြစ်ဝေဖန်ကြည့်ကြရအောင်ပုဂ္ဂိုလ်အားဖြင့်ဟိတ်က26ပါးထွက်လာတယ်ပုဂ္ဂိုလ်အားဖြင့်ဝေဖန်ကြည့်မယ်ကြည့်ကြရအောင်1ပုထုဇဉ်ပုဂ္ဂိုလ်ပုထုဇဉ်ဆိုရင်တော့လောဘဒေါသမောဟအလောဘအဒေါသအမောဟဟိတ်6ပါးလုံးရပါတယ်ပုထုဇဉ်မှာရနိုင်တာ6ပါးနောက်တော့သောတာပန်ပုဂ္ဂိုလ်ဒီဒိဋ္ဌိနဲ့ဝိသိကိစ္စပဲပယ်သေးတာဖြစ်တဲ့အတွက်ကြောင့်လောဘဒေါသမောဟဟိတ်အကုသိုလ်ဟိတ်တွေအကုန်လုံးရပါသေးတယ်ဒါကြောင့်သူ့မှာလည်းဟိတ်က6ပါးပါပဲလောဘဒေါသမောဟအလောဘအဒေါသအမောဟဟိတ်6ပါးရပါတယ်နောက်တစ်ခါတဂရဂံပုဂ္ဂိုလ်ကလည်းသောတာပန်နည်းတူပါပဲသူကခေါင်းပေါင်းအောင်ပဲပြုလိုက်တာဆိုတဲ့အခါကျတော့လောဘဒေါသမောဟဟိတ်တွေကကြံပါသေးတယ်အဲ့တော့လောဘဒေါသမောဟအလောဘအဒေါသအမောဟဟိတ်6ပါးလုံးရပါတယ်ဒါဆိုတဂရဂံပုဂ္ဂိုလ်မှာလည်းဟိတ်က6ပါးနောက်တစ်ခုအနာဂံပုဂ္ဂိုလ်ဒီတဲ့ဒေါသကျင်လိုက်ပါပြီဒါဆိုသူ့မှာဒေါသဟိတ်မရနိုင်တော့ပါဘူးဆိုတော့ဒေါသဖယ်လိုက်မယ်ဆိုဟိတ်ကဘယ်လောက်ကျန်လဲလောဘမောဟအလောဘအဒေါသအမောဟ
အဲ့တော့ပေါင်းလိုက်5ပါးကြံအဲ့တော့အနာဂံပုဂ္ဂိုလ်အတွက်ဟိတ်က5ပါးရမယ်ယဟန္တာပုဂ္ဂိုလ်ယဟန္တာဆိုတာအကုသိုလ်တွေကိုပဲတတ်ထားပြီးသားပုဂ္ဂိုလ်ဆိုတော့အကုသိုလ်ဟိတ်တွေမရတော့ပါဘူးသောဗနာဟိတ်တွေပဲရတော့မယ်ဝိဘက်ကရိယာပဲရှိမှာဆိုတော့သူမှာဝိဘက်ကရိယာပဲဆိုတော့သောဗနာဟိတ်ဖြစ်တဲ့အလောဘအဒေါသအမောဟဟိတ်3ပါးပဲရပါတော့မယ်ဒါဆိုဒီမှာ3ပါးဒါဆိုရင်ပေါင်းလိုက်ပါပုရုဇဉ်အတွက်က6ပါးသောတာပန်အတွက်6ပါးတဂရဂံရနိုင်တဲ့ဟိတ်6ပါးအနာဂံရနိုင်တဲ့ဟိတ်က5ပါးယဟန္တာရနိုင်တဲ့ဟိတ်က3ပါးအားလုံးပေါင်းလိုက်ရင်26ပါးရပါတယ်ဒါတော့ပုဂ္ဂိုလ်အားဖြင့်ဟိတ်တွေကိုဝေဖန်ခြင်းပါအခုပြောခဲ့တာတွေကတော့ဒါဘုသူတ္တဖြစ်ဖွယ်လောက်ပဲမှတ်ထားပေးပါဟိတုသင်္ကန်းမှာအဓိကအားဖြင့်တော့အာယိစိတ်18ပါးဧကယိစိတ်2ပါးဒုယိစိတ်22ပါးတိယိစိတ်48ပါးဒီစရာကိုပဲအဓိကရအောင်လုပ်ထားပါစောနာပြောခဲ့တဲ့ဟိတ်တွေကိုဝေဖန်ပုံတွေကတော့ပုဂ္ဂိုလ်နဲ့ဝေဖန်တယ်ဘုံနဲ့ဝေဖန်တယ်တိကနဲ့ဝေဖန်တယ်ဇတ်နဲ့ဝေဖန်တယ်ဒါတွေကတော့ဘုသူတ္တဖြစ်ဖွယ်လောက်ပဲမှတ်ထားပါဒါဆိုရင်တော့ဟိတုသင်္ကဟပြီးပါပြီအားလုံးသောတရားဓမ္မအပေါင်းယောဂီအပေါင်းတို့သည်ကိုယ်စိတ်နှပြအကျမ်းပါချမ်းသာဘေးရန်ကင်းကွာကြပါစေနှလုံးစိတ်ဝမ်းငြိမ်းအေးကြပါစေတရားထုတရားမြတ်များလင်းမြန်စွာရရှိကြ၍သူတစ်ဖက်သားတရားထုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ